ဆုံးမလို့မရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုသိရနော်လူတိုင်းဟာဆုံးမလို့ရတာမဟုတ်ဘူးဆုံးမလို့မရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိသေးတယ်ဥပမာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကဆုံးမလို့မရဘူးလေအသိဉာဏ်ရှိတော့လေကိုထင်ကြီးတဲ့မာနရှိတဲ့ပုဂ္ဂိုလ်ကလည်းဆုံးမလို့မရတဲ့ပုဂ္ဂိုလ်ပဲစိတ်နဲ့စိတ်ထားမကောင်းတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဆုံးမလို့ရတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့တော့လူတိုင်းဟာဆုံးမလို့ရတယ်လို့တော့ဒီလိုမတွက်နဲ့ကိုယ်သာသမီတောင်ကိုဆုံးမလို့ရတဲ့သာသမီရှိတယ်ဆုံးမလို့မရတဲ့သာသမီရှိတယ်အဲ့တော့ဒီနေရာမှာဆိုလိုတာကဆုံးမလို့ရမယ့်ပုဂ္ဂိုလ်တွေကိုဆုံးမတဲ့အခါမှာဆုံးမတဲ့အခါမှာအတော်ဆုံးအထူးချွန်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားကိုဂုဏ်ပြုထားတဲ့စကားတစ်ခုပဲဒါအဲ့လိုဆုံးမတတ်လို့ပဲတထဒေဝမနုဿနာထေဝမနုဿနတ်တွေရောလူတွေပါလူတွေရဲ့ဆရာပြတာမဟုတ်မကနတ်တွေရဲ့ဆရာလည်းဖြစ်တယ်ဒါတော့လောကမှာအမြင့်ဆုံးအသိဉာဏ်ရှိတဲ့တရားတွေကိုပြောရင်ဒေဝမနုဿလို့ပြောရတာဒိဋ္ဌာန်တို့ဘာလို့ကြတော့အသိဉာဏ်ရှိတာမဟုတ်ဘူးဒါကြောင့်ဒိဋ္ဌာန်တွေရောမဆုံးမဘူးလားလို့ဆိုဆုံးမတယ်ဒိဋ္ဌာန်တွေရဲ့ဆရာရောမဖြစ်ဘူးလားဆိုဖြစ်ပါတယ်အကောင်းဆုံးဟာကိုရည်ညွှန်းပြီးတော့ပြောတာမဟုတ်တထာဒေဝမနုဿနာဆိုတော့နာလဂိရိစင်ကြီးဆုံးပါတယ်အာလဝကပိတုဆုံးပါတယ်နာလဂိရိစင်ကြီးဆိုတာတိရစ္ဆာန်ပဲနေနန္ဒောပနန္ဒနဂါကိုဆုံးပါတယ်တိရစ္ဆာန်တွေကိုဆုံးပါတယ်သို့တော့တရားထုတရားမြတ်ရသည်ထီအောင်ပြီးပြီးဝဝဆုံးမလို့ရတာကတော့လူနဲ့နတ်ပဲရှိတယ်ပေါ့အစွမ်းကုန်ဆုံးမတဲ့အထွတ်ထိပ်ရောက်တာတော့လူနဲ့နတ်နဲ့ဒါကြောင့်မို့လူတွေနတ်တွေရဲ့ဆရာလို့